Shopping Mall မြန်မာတွင်အကောက်ဖွင့်ခြင်းဆိုင်ငန်းဖွင့်လှစ်ခြင်းများကိုအခမဲ့ဆောင်ရွက်ခွင့်ပြုပေးထားပြီးဆိုင်တွင်ရောင်းကုန်ပစ္စည်းများတင်ခြင်းအတွက်အချိန်ကာလဖြင့်သတ်မှတ်ထားသောပတ်ကိများထဲမှစိတ်ကြိုက် online မှာဝယ်ယူနိုင်ရန်စီစဉ်ပေးထားပါသည် Subscription ပြုလုပ်ပုံအဆင့်ဆင့်မိမိအကောက်ကို log in ဝင်ပြီး My Shop နေရာကိုနှိပ်ပါမိမိ Subscription ပြုလုပ်လိုသော site အောက်ရှိ Manage ကိုနှိပ်ပါဘယ်ဘက်မီနူရှိ subscription နေရာကိုနှိပ်ပြီး renew subscription ကိုထပ်နှိပ်ပါ3လ6လတစ်နှစ်ပတ်ကိ3မျိုးရှိပြီးမိမိဝယ်ယူလိုသည့်ပတ်ကိမျိုးစားအောက်ရှိ slash ကိုနှိပ်ပါ promo code ဖြင့် subscription ပြုလုပ်လိုပါက promo code နေရာတွင်ထည့်၍ apply ကိုနှိပ်ပါ promo code မရှိပါက continue payment ကိုနှိပ်ပါ payment option နေရာတွင်မိမိပေးဆောင်လိုသည့် payment မျိုးစားဖြင့်ငွေပေးချေပြီး subscription ကိုလုပ်ဆောင်နိုင်ပါသည်။ package တက်တန်းကိုဆုံးသွားသည့်ဆိုင်ရာဝယ်ယူသူများမှာ shopping mall မြန်မာတွင်မြင်တွေ့ရမည်မဟုတ်ပါ။တက်တန်းကုန်ဆုံးသွားခြင်းကြောင့်ဆိုင်နှင့်ရောင်းချသည့်ကုန်ပစ္စည်းပုံများပျောက်သွားမည်မဟုတ်ဘဲဆိုင်ပိုင်ရှင်ပြန်လည်တက်တန်းတိုးသည့်အချိန်တွင်ရခိုင်တင်ထားသည့်အတိုင်းဆက်လက်ဖော်ပြပေးသွားမှာဖြစ်ပါသည်။